သူ့ကောင်လေးကတိတိတတ်တာဖောက်ပြန်နေတာတော့အဲ့ဒီမျိုးသမီးကစိတ်ဆိုးပုံမပြပဲသူ့ရုံးခန်းကိုအိမ်ချက်ဟင်းတွေယူလာပေးခဲ့တယ်ဒီမှာအခုဘာလုပ်နေတာလဲထိုင်ပါဦးအတူတူစားရအောင်ငါတို့ကြားထဲမှာအားလုံးပြီးသွားပြီးလက်ခံလိုက်စမ်းပါသူ့မျက်နှာကယွန်ရှာဆက်ဆုပ်မှုတွေကိုကြည့်ရင်လီဆာလိုက်စာဟာတခြားမျိုးသမီးကိုရှုံးနေရမယ်ဆိုတဲ့အတွေးကိုမခံစားနိုင်ဖြစ်မိတယ်သူမကခရင်တစ်ခုကိုကောက်ကင်ပြီးမိမိရဲ့လေဘင်းကိုထောက်လိုက်တယ်ဒါကိုမြင်တော့အမျိုးသားကတားဖို့အတွက်ပြေးဝင်လာခဲ့တယ်ရုံးရင်းဆန်ခတ်ဖြစ်ရင်ခရင်ကအမျိုးသားရဲ့မျက်နှာကိုမတော်တဆရှက်မိသွားပြီးအဲ့ဒီနောက်မှာတော့သူတို့ရဲ့ဆက်ဆံရေးဟာလုံးဝအဆုံးသတ်သွားခဲ့ရတယ်လီဆာမသိခဲ့ဒါကတော့အဲ့ဒီအမျိုးသားစေကူတောက်မှုခံယူနေစဉ်မှာသူ့ကိုပြုစုပေးနေတဲ့မျိုးသမီးကိုအခွင့်ကောင်းယူခဲ့တာပဲဖြစ်တယ်။အန်နာကဒါဟာပုံမှန်စေကူတောက်မှုရဲ့အစိတ်ပိုင်းတစ်ခုပဲလို့ကိုတွေးခဲ့ပေမဲ့အဲ့ဒီအမျိုးသားကပိုပြီးအကန့်အသတ်ကျော်လာခဲ့တယ်။တကယ်တော့သူတို့နှစ်ယောက်လမ်းခွဲခဲ့ရတာဟာအန်နာကြောင့်ပဲဖြစ်တယ်။အဲ့ဒီအမျိုးသားကအန်နာနဲ့နောက်ဆုံးမှာအတူတူရှိနိုင်တော့မယ်လို့ထင်မှတ်နေတဲ့အချိန်မှာပဲသူကပင်လယ်ထဲပြုတ်ကျပြီးတေဆုံးသွားခဲ့တယ်။မကြခင်မှာပဲလီဆာကလည်းအဆောက်အဦပေါ်ကနေပြုတ်ကျသွားခဲ့ပြီးအန်နာဟာအဲ့ဒီခေါင်းမိုးထက်မှရှိနေခဲ့တယ်။အန်နာကဖြည်းဖြည်းချင်းနောက်ဆုတ်ပြီးအခင်းဖြစ်ပွားရာနေရာကနေအမြန်ပဲထွက်ခွာသွားခဲ့ပေမဲ့ဂျက်ရဲ့ညီမလေးကဒါတွေကိုအကုန်မြင်သွားတာကိုသူမသတိမထားမိခဲ့ဘူး။အမေဟာအန်နာကိုလုံးဝမကြည့်ချင်ဘူး။ဘာလို့လဲဆိုတော့အန်နာရဲ့ရီစားဟောင်း၃ယောက်စလုံးဟာထူးဆန်းတဲ့အခြေအနေတွေနဲ့တေဆုံးခဲ့ကြတာတောင်သူမရဲ့အကိုကအန်နာကိုအယိုးအမူးချစ်နေခဲ့လို့ပဲဒါကြောင့်အေမီကအန်နာပေါ်အညိုအတေးကြီးကျယ်ရှိနေခဲ့တာသူမကရဲစခန်းကိုတန်းသွားပြီးအန်နာကလူတက်ခဲ့ကြောင်းတိုင်ချက်ဖွင့်ခဲ့တယ်။အန်နာကထွက်ပြေးတယ်လို့မျိုးအလောတကြီးထွက်လာတာကိုသူမမြင်ခဲ့တာအပြင်ကိုရောက်မှသာတယောက်ယောက်ပြုတ်ကျသေးဆုံးသွားတယ်ဆိုတာကိုသိခဲ့ရတာပါ။အေမီဟာအန်နာလူတက်နေတာကိုတကယ်မြင်ခဲ့တာမဟုတ်ပဲဒါဟာသူမရဲ့တွေးဆချက်တက်တာဖြစ်တယ်။နောက်ဆုံးမှာတော့ရဲတွေကအန်နာကိုတန်တရားရှိသူဖြစ်ပဲသတ်မှတ်နိုင်ခဲ့တယ်။စုံထောက်ကအခြေအနေကိုအသာစီးရယူဖို့အန်နာစီကနေအပြစ်မရှိကြောင်းသက်သေအားလပိုင်ကိုအတင်းကျပ်တောင်းဆိုဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာအန်နာဟာလေလံပွဲတစ်ခုကိုအရှင်အဖြစ်လက်ခံကျင်းပနေတာဖြစ်တယ်။ရဲရရှိတစုကရုတ်တရက်ဝင်ရောက်လာပြီးအန်နာကိုလူတက်မှုနဲ့ဖမ်းဆီးကြောင်းပြောခဲ့တယ်။အန်နာဟာလူအများကြီးရှေ့မှာရဲတွေရောက်လာပြီးသူမကိုလက်ထိတ်ခတ်လိုက်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူး။ဂျက်ကဒါကိုမကြခင်မှာပဲကြားသိခဲ့ရတယ်။သူ့ညီမရဲ့တားဆီးမှုတွေကိုလစ်လျူရှုပြီးသူကအန်နာရဲ့အပြစ်မရှိကြောင်းသက်သေပြဖို့ကူညီချင်ခဲ့တယ်။သူကသူ့ညီမကိုအန်နာပေါ်ဘာလို့ဒီလိုလုပ်ရတာလဲလို့မေးမြန်းခဲ့တယ်။သမီးမြင်တဲ့အတိုင်းသမီးသိတဲ့အတိုင်းပြောခဲ့တာပဲအမှန်တရားကိုတော့ဖော်ထုတ်ရမှာမဟုတ်ဘူးလားအကိုကသမီးကိုဘာလို့ဘာမှမပြောခဲ့တာလဲဂျက်ကသူမကိုဘာမှထပ်မပြောတော့ပဲသူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်သူမကိုယွန်ရှာဆက်ဆုပ်တဲ့အကြည့်နဲ့ကြည့်ခဲ့တယ်တစ်ချိန်တည်းမှာပဲရဲစခန်းမှာတော့အန်နာဟာလုံးဝတည်ငြိမ်အေးဆေးစွာထိုင်နေခဲ့တယ်ရဲတွေကအဲ့ဒီညကစောင့်ကြည့်ကင်မရာဒီမီမှတ်တမ်းကိုထုတ်ပြခဲ့ပြီးအန်နာအပေါ်ဆုံးထပ်ကိုတက်သွားပြီး9မိနစ်အကြာမှာလီဆာပြုတ်ကျသေးဆုံးခဲ့တာကိုပြသနေတယ်အန်နာကသူမဟာလီဆာကိုလိုက်ရှာနေတာဖြစ်ပြီးမိတ်ကပ်ပြင်ခန်းထဲမှာရှာမတွေ့တာကြောင့်စစ်ဆေးဖို့ခေါင်းမိုးထက်ကိုတက်သွားခဲ့တာလို့ပြောတယ်။လမ်းမှာသူမဟာအမှုပညာစတူဒီယိုတစ်ခုကိုဖျက်သွားခဲ့ပြီးအန်နာကတကားကိုတွန်းဖွင့်လိုက်တဲ့အခါအတွင်းထဲမှာတည်ဆုံးနေတဲ့အလောင်းတစ်ခုနဲ့တိုးခဲ့တယ်လို့ဆိုတယ်။ဒါပေမဲ့သူတို့မှာရှိတဲ့တပ်တွေကအန်နာဟာလူသက်သမားဖြစ်ကြောင်းတပ်တွေပြဖို့မလုံလောက်ခဲ့ပါဘူး။လူတက်မှုဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ရင်ခွဲစစ်ဆေးချက်အစီရင်ခံစာရဲ့ပြပြရဲ့မျက်မြင်သက်သေပါရှိနေပြီးအခြေအနေအရသက်သေတွေကထက်ဆင့်ပုံနေရင်တရားသူကြီးလည်းဖယ်ထုတ်လို့မရပါဘူးအန်နာအနေနဲ့သူမမှာအပြစ်မရှိကြောင်းခိုင်လုံတဲ့သက်သေမပြနိုင်ရင်လွယ်နဲ့လွတ်မြောက်နိုင်မှာမဟုတ်ဘူးအန်နာကဒါကိုကြိုတင်တွေးဆထားပြီးသားပါခဏကြာမှဂျက်ကသူမကိုလာတွေ့ခဲ့တယ်အန်နာကသူ့နားမှာတိုးလေးတစ်ခုပြောလိုက်တယ်စောင့်ကြည့်ကင်မရာကအဲ့ဒီအခိုက်အတန့်ကိုဖမ်းမိခဲ့ပေမဲ့ဘာပြောလိုက်လဲဆိုတာကိုတော့သိနိုင်မဲ့နည်းလမ်းမရှိခဲ့ဘူးဂျက်ကသူ့ရုံးခန်းကိုချက်ချင်းပြန်ပြေးပြီးအမှုပညာစတူဒီယိုကိုတန်းသွားခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီနေရာဟာအန်နာလာရောက်ခဲ့ကြောင်းသက်သေရှိရမယ့်နေရာမို့လို့ပဲဒါပေမဲ့ဂျက်ဝင်သွားတဲ့အခါမှာတော့ memory card ကိုတယောက်ယောက်ကယူသွားပြီဆိုတာကိုသိလိုက်ရတယ်